လောပိုင်ကလာကြတဲ့ခါမှာနန်းစုကြီးဆိုနေတူတူနေကြဖို့တူတူအိတ်ကြဖို့ချိန်မှာအဲ့ဒီချိန်မှာနန်းစုကကမ္ဘာကျိုးလေးစကားဓမ္မတာလာနေပါတယ်ရိုင်းရိုင်းပြောရင်ယာတိလာနေပါတယ်ဓမ္မတာလာနေလို့ကျွန်တော်ကဟိုဘောကာမတွေမရလို့စောင်းရန်ဒေါသဖြစ်ပြီးထွက်သွားတယ်ရန်ဖြစ်ပြီးထွက်သွားတယ်ရန်လည်းမဖြစ်ဘူးဒေါသလည်းမထွက်ဘူးတန်မှာဖြစ်ခဲ့တဲ့နန်းစုကြီးဆိုကိစ္စဆိုတဲ့ကိစ္စကိုဒီနေရာမှာတော့နန်းစုကြီးဆိုညီမအကိုထိုင်နေရှိခိုးပါတယ်တောင်းလဲတောင်းမှပါတယ်ဘာကြောင့်လဲဆိုတော့နန်းစုကကျွန်တော်အရန်ကောင်းနေတယ်တကယ်လေအမှုပညာပေါ်မှာကျွန်တော်ရဲ့အဲ့ဒီအချစ်တီငွေချင်းနဲ့တက်ဆိုင်မှုမရှိစေရဆိုတဲ့ဇလန်းတွေကမှာအကောင်းဆုံးသူစူးစမ်းပေးခဲ့တယ်ကျွန်တော်အရန်လည်းကျေးဇူးတင်တယ်ဘာကြောင့်ဆိုတော့ကျွန်တော်ပြောပြမယ်အဲ့ဒီကားကကျွန်တော်ရှေ့မှာပြောပါတယ်ပထမနန်းစုကြီးတူရိုက်ရမယ့်နေရာကမြင့်မြတ်နဲ့အိမ်တော်ကြီးမှာညှိဆုံးခဲ့တဲ့မင်းသမီးအဲ့ဒီမင်းသမီးကမြင့်မြတ်ကိစ္စနဲ့ပတ်သက်ပြီးမြင့်မြတ်ကမရိုက်နိုင်ဘူးဖြစ်တဲ့အချိန်မှာကားလေးကပြတ်တော့မှာတပတ်ပဲလို့တော့တယ်ကားလေးပြတ်ရင်ကျွန်တော်ပြောလို့ပေါ့နောက်ကမီကိုနေတဲ့စက်မှုပေါ်သားတွေအကုန်လုံးရှိတဲ့အချိန်မှာမင်းသမီးကဘလို့မှရှာလို့မရချိန်မှာနန်းစုကျွန်တော်ကိုကြီးတောင်းတယ်ဒါကတော့ပြောမှဆိုနန်းစုတိတ်ခါတော့တနည်းအားဖြင့်ကျွန်တော်ကြောင့်ထိခိုက်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကိုမင်းသမီးမရလို့နန်းစုကိုရိုက်ခဲ့တယ်ဆိုတာနန်းစုမသိခဲ့ပါဘူးဒါကြောင့်ကျွန်တော်ဘာကြောင့်လေးစားခဲ့အတိမပြုတ်ခဲ့လဲဆိုတော့သူပြောချင်းကြီးအကိုတဲ့နန်းစုကအဝတ်စားအစားအကုန်လုံးစက်ပိုင်းဆိုင်ရာအစားအနည်းပညာပိုင်းဆိုင်ရာနန်းစုအကုန်ပြင်ဆင်တာအကိုတို့ကတပတ်ပဲလို့တော့တယ်တဲ့နန်းစုဘလို့စီစဉ်မလဲတဲ့ဟုတ်တယ်ညီမလေးတို့အကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြပေးမယ်ကိုမင်းတီကအနည်းပညာကိုညီမယုံပါဒီကားကိုလက်ခံရှယ်ကူးပေးပါဆိုကျွန်တော်ရအောင်တောင်းပန်ခဲ့တယ်နန်းစုဘာပြောလဲအဲ့ဒါတခုတော့ရှိတယ်နန်းစုအရန်ကတ်နေတယ်အဝတ်စားပြင်ဆင်ရမှလည်းဇက်လက်ဖက်ရမှလည်းဘာမှလည်းဇက်လက်မသိတဲ့ကြောင့်နန်းစုရိုက်ပြီးတော့10လောက်နေမှနန်းစုဝင်လို့ရမလားအဲ့ဒီကားကိုရတယ်ပြဿနာမရှိဘူးရှင်းမှာမြင့်မြတ်နဲ့ချူးလေးနဲ့စိုက်အကိုတို့ရိုက်ထားပေးမယ်တမီးတို့နောက်တဲ့10လောက်နောက်ဆက်ပြီးဝင်တဲ့ခါကျတော့ပြင်ဆင်မှုအဝတ်စားလဲရတယ်ဆိုတဲ့ဟာနဲ့ကျွန်တော်ရဲ့အခက်ခဲကိုကူညီခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကျွန်တော်အရင်လေးစားခဲ့တယ်အတိမပြုတ်ခဲ့စက်ကိုက်တဲ့အချိန်မှာလေတာမန်တမန်ကရှင်ကမီနီလိုလေးလာမဟုတ်ဘူးအနုပညာပေါ်မှာရာဇယ်ပေါင်းမြောင်များစွာစိတ်ကိုနှစ်ပြီးတော့ကားကောင်းမှုတွေကိုသူစူးစမ်းပေးခဲ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်ရှင်းပြီးဒီချိန်မှာကျွန်တော်ပြောရမှာအားနာတာဒါပေမဲ့မပြောလို့မှမဖြစ်တော့ဘူးနောက်စုလေသင်ခန်းစာယူလို့ရအောင်ဆိုတာဒီလိုကောင်မျိုးဒီလိုယောက်ျားမျိုးနဲ့ပတ်သက်ဆက်နွယ်မိခဲ့တဲ့နောင်နာတရားနဲ့တခြားသောအားပေးနေတော့မိန်းကလေးတွေအမျိုးသမီးကောင်းတွေသိအောင်လို့ဒီအကြောင်းအရာကိုရှင်းပြနန်းစုစီဆိုမျက်နှာပူစွာကျွန်တော်ပြောပြရတယ်အဲ့ဒီကရိုက်တဲ့အချိန်မှာကျွန်တော်ပိုင်နန်းစုစီကိုလိုက်လာပါတယ်ဟုတ်ပြီနော်ဒါကတော့ရှင်းတယ်ဒါသူတို့ရဲ့ကြိုက်ခြင်းဒါသူတို့ရဲ့ personal ကိစ္စဟုတ်ပြီသူတို့ချစ်တာကြိုက်တာဟုတ်ပြီကျွန်တော်ဘယ်လိုချစ်ဘက်မပြောခဲ့ပါနဲ့တယောက်နဲ့တကယ်ချစ်ကြပါတယ်ဖုန်းထဲမှာအစသမင်းစားတာအစလက်လေးတွေကန်ပြီးခွင့်ပြကျွန်တော်အမြင်နဲ့ပြောခဲ့တယ်ကျွန်တော်မကောင်းမပြောခဲ့ဘူးဟုတ်ပြီနော်အခုကျွန်တော်ကိစ္စကိုရုပ်မာလို့ကျွန်တော်ပြန်ပြီးပြောပါလားအဲ့ချိန်မှာဘာဖြစ်ကြလဲဆိုတော့ဒါသူတို့တည့်ရမှာဝုန်းလဲနဲ့လမ်းမိုင်ဟိုတရားထွက်လာပြီးတော့ကားတကားကြီးကန်ကြောက်ပြီးတော့ကားဦးလို့မောင်းထွက်သွားဟာဘာဖြစ်ကြလဲကျွန်တော်ဒီမနီတောင်လှမ်းမိတယ်ဘာဖြစ်တာလဲသူ့ရိုက်ကွင်းထဲမှာကျင်းမဲ့သူများရိုက်ကွင်းမှာနော်လာပြီးလူပါဝါလားသူ့ရိုက်ကွင်းမဟုတ်ဘူးမင်းသားမြင့်မြတ်ရိုက်တာရှိတယ်ဒါပေမဲ့ငါမင်းသားပဲဆိုတဲ့ဟာနဲ့ပကန်းဟိုတယ်ထဲမှာလာပြီးကားကိုဟူအောင်ကနေမောင်းထွက်သွားပကန်းတော့မှကျွန်တော်ဟိုတယ်ကကျွန်တော်လှမ်းပြောတယ်အကိုတဲ့ဟိုတယ်ဝင်းထဲမှာအဲ့လိုကြီးကားကိုရမ်းမောင်းလို့မရဘူးလေကျွန်တော်တို့ဟိုတယ် rules နဲ့တခုဖြစ်သွားရင်အကိုတို့အလွှမ်းပိုင်ကားဟာဗျာလွှမ်းပိုင်ကားဆိုဘာဖြစ်ဖြစ်လေအဲ့လိုဟိုတယ်ဝင်းထဲမှာဟိုတယ်စီကရကားရမ်းမောင်းခိုင်းတယ်လေသူ့ကသူနန်းစုနဲ့ပြန်လာတာပြန်လာတက်ပြီးတဲ့အချိန်မှာကားကိုကန်ကြောက်ပြီးဦးလို့မောင်းထွက်ပြီးတော့သွားကြအောင်အဲ့တနေ့လုံးနန်းစုကလုံးဝဘုံဘုံကားရရတော့ကျွန်တော်လည်းစုံစမ်းတာပါတော့ဘာဖြစ်တာလဲဘာဖြစ်ကြလဲဒါကတော့လူတွေရဲ့သဘောပဲဟုတ်ပြီဒီအကြောင်းအရာကျွန်တော်ပြောမှာကျွန်တော်တယောက်တည်းလောက်ကြပြောတာမဟုတ်ဘူးနော်အဲ့ဒီ shooting မှာကားရိုက်တဲ့စက်မှုအဖွဲ့သားတွေရှိတဲ့အယောက်20ကျော်လုံးတော့ပါဝင်ကြတော့ဇက်ပူဇက်ရန်တွေကတရုပ်ဆောင်တွေကအကုန်သိတယ်အဲ့ပြဿနာကိုအဲ့ဒီပြဿနာကမဟုတ်ပါဘူးပြင်းစီကလောက်ကြံလီစေပြောပါတယ်လို့ပြောမဲ့လူတွေဒီအမှန်တရားကိုလက်မခံချတဲ့လူတွေလို့ပဲကျွန်တော်သတ်မှတ်ချင်တယ်ဒီများလုံးကအဲ့လောက်ပဲတတိဒီအမှန်တရားဒီမင်းသားဘက်ကလိုက်ပြောမှပဲခမင်းစားမယ်ဆိုတဲ့ဘောပါမျိုးကိုလန်းကိုချုံမယ်ငါတို့ဒီအမှန်တရားဘက်ကရက်တည်မယ်ဆိုစိတ်တယ်မျိုးမရှိကြဘူးဆိုတော့ကျွန်တော်တကယ်ကိုချီးကျူးအံ့ဩပါတယ်အဲ့တော့ပြဿနာကဘာလဲဆိုတော့အဲ့ဒီချိန်မှာစုံစမ်းတဲ့အခါမှာ information ကဘယ်ကထွက်လာလဲဆိုတဲ့ခါကျတော့လောပိုင်ကလာကြတဲ့ခါမှာနန်းစုကြီးဆိုနေတူတူနေကြဖို့တူတူအိတ်ကြဖို့ချိန်မှာအဲ့ဒီအချိန်မှာနန်းစုကကမ္ဘာကျိုးလေးစကားဓမ္မတာလာနေပါတယ်ရိုင်းရိုင်းပြောရင်ယာတိလာနေပါတယ်အဲ့လိုဖြစ်တဲ့အချိန်မှာလောပိုင်ကသူ့ရှင်းပြောတော့မောင်းတင်ပြီးတော့စီကုံနော်စီလေးအကုန်ကြငွေကြုံပြေးချခံပြီးတော့ဟိုးရန်ကုန်ကနေပကံကိုလိုက်လာပြီးတော့သူ့ရဲ့စိတ်ဆန္ဒမပြေပြောက်တဲ့အချိန်မှာပြဿနာရှာသွားတာကဒီလိုလာမေးရက်ကိုမသိဘူးလားဒီလိုလာမေးရက်မှသိရတာလေဘာဖြစ်လို့ငါ့ကိုချိန်တာလဲဆိုပြီးပြဿနာရှာပြီးတော့ထွက်သွားတာအဲ့တော့အဲ့ဒီအချောင်းရကကျွန်တော်တူဦးတယောက်တည်းအခုကျွန်တော်ပြောရင်ဟာခင်ဗျားကအပုတ်ကိုဖော်ပြီးအောက်ဖဲလန်ပြီးလှန်တဲ့နေရာမှာလှန်ရပါတယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့နေရာမှာမဟုတ်တာကိုလောက်ကြံပြောတယ်လောက်ကြံစကားမဟုတ်ပါဘူးဘာကြောင့်ဒါကိုပြောတာလဲဆိုတာကျွန်တော်ရှင်းပြတာပါသူများသားသမီးအပေါ်မှာကာမဆန္ဒတစ်ခုနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒတစ်ခုနဲ့မိုက်ရိုင်းစော်ကားသွားတဲ့ကောင်ကကျွန်တော်ကိုဟုတ်ပြီနော်အနိုင်လိုချင်စောနဲ့ပကံမှာမင်းသမီးတယောက်နဲ့ဒီလိုမျိုးသွားရဲဆိုပြီးလောက်ကြံပြောတာကိုကျွန်တော်ခံပြင်းလို့ဒီအမှန်တရားနဲ့ကျွန်တော်ပြန်ပြီးတော့တုံ့ပြန်ခြေပတာလို့ကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကတော့အခုတော်တော်များများပြောနေကြတယ်ပေါ့နော်ပကံမှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ပကံမှာနန်းစုဟိုဗာလဲအဲ့လိုမျိုးပါလဲဓမ္မတာလာနေလို့ကျွန်တော်ကဒေါသထွက်ပြီးပြန်သွားပါတယ်ဆိုတဲ့ကိစ္စကြီးကတော့ပြ
ဗျာဘလို့မစဉ်းစားလို့မရတော့အောက်တန်းလုံးဝကြတဲ့ကိစ္စကြီးလို့ကျွန်တော်ကတော့တော်တော်စောက်တင်သေးသွားတယ်ဗျာအဲ့ကိစ္စကြီးပြောလိုက်တဲ့အချိန်မှာသိလားဟိုဘယ်လိုပြောရမလဲဗျာကျွန်တော်ပြောရကိုကောင်မလေးရှူတင်ကျွန်တော်လိုက်သွားရန်ကုန်ကကျွန်တော်လိုက်သွားရှူတင်ရောက်တယ်သူနဲ့တွေ့တယ်စကားပြောတယ်သူ့တော့ကျွန်တော်အဲ့တော့အကြံနေပေးခဲ့တယ်မနေ့ကလည်းကျွန်တော်ပြောပါတယ်သူကိုပြေဟိုလေးရိုက်ပါလားဗော short video လေးရိုက်အဲ့ပါ monetization တွေပါရိုက် YouTube ကပတ်စံမစိုးပါဘူးဝင်ကောင်းတယ်ဘာပြောလဲဒါလည်းစီးပွားရေးတစ်ခုဖြစ်တာဗောဆိုတော့ကျွန်တော်အကြံနေပေးလိုက်တယ်အဲ့ဒါကိုဘဲကဟိုလေးရောက်ရောတည်မလားစောက်တင်းပြင်းပြောတဲ့ဒီလိုမျိုးအောက်တန်းသားသူထင်ရမြင်ရပြောတဲ့ဟို channel ကြီးတစ်ခုသူလုတ်လိုက်တယ်ဗျာတည်မလားအဲ့လိုမျိုးပြောနေတဲ့ကောင်ဖြစ်သွားတယ်အောက်တန်းသားပေါ့ဗျာပြောရမယ်ဆိုရင်အဲ့လိုမျိုးပေါ့ခဏဟောက်ကျွန်တော်ပြန်ဆက်ရမယ်ဆိုရင်ဘာမှလည်း shoot ဟိုဘာလို့အဲ့လိုမျိုးပါလဲဟိုတယ်မှာလည်းအဲ့လိုတောင်းချမ်းပြီးတော့မှတည်မလား तू ပြောသလိုဒီဟိုပါပေါ့ဟိုဓမ္မတာလာနေလို့ကျွန်တော်ကဟိုပါပေါ့ကာမတွေမရလို့စောင်းရန်ဒေါသဖြစ်ပြီးထွက်သွားတယ်ရန်ဖြစ်ပြီးထွက်သွားတယ်ရန်လည်းမဖြစ်ဘူးဒေါသလည်းမထွက်ဘူးကျွန်တော်အဲ့တုန်းကကျွန်တော်သာရန်ဖြစ်လိုက်ပြီးထွက်လာရလို့ဆိုအဲ့တုန်းကကျွန်တော်အပြင်ထွက်တော့ကျွန်တော်ပြန်တော့ကျွန်တော်အဲ့တုန်းက vape တောက်ကျွန်တော် vape ကကုံသွားပြီကုံသွားတော့အဲ့တုန်းကကျွန်တော်ကဟိုကိုမြမြကလည်းအဲ့တုန်းက तू က vape တောက်တယ်ဗျာ vape တောက်တော့အဲ့ဒါသူ့စီမှာရှိသေးလားလို့သူ့ရဲ့ manager တော့ကျွန်တော်မေးလိုက်တယ်ကိုဟင်းကိုမေးလိုက်တယ်ကိုဟင်းကအဲ့ဇလိုက်ကိုမေးပေးပဲတဲ့ကျွန်တော်ပြန်ထွက်တော့သူနဲ့တွေ့တယ်အပေါင်းဝမှာတွေ့တယ်ဟွာတဲ့ဇလိုက်ကမရှိတော့ဟွာဗိတ်ကကုံသွားပြီတဲ့မရှိတော့ဘူးတဲ့ဟိုပိုင်းကြီးဆိုโอเคရတယ်ကိုတို့အေးဆေးပဲလို့ရဆိုထွက်သွားတယ်ကျွန်တော်ထွက်သွားတဲ့အချိန်က12နာရီဗျာပကံကနေရန်ကုန်12နာရီညနေလေပကံနေ့လေ12နာရီမှထွက်တယ်ဆိုကျွန်တော်ရန်ကုန်မောင်းလို့ကျွန်တော်အဝေးမောင်းမှာအဲ့အတွက်ကျွန်တော်ဟိုတယ်ဝင်းနဲ့ထွက်သွားလေအေးဆေးပဲကျွန်တော်လမ်းပေါ်ရောက်တော့မှဘူးဆိုရကျွန်တော်အချိန်တင်းမောင်းသွားဒါဟိုပဲကျွန်တော်ကဆောင်းရအောင်အုံတိုင်းကြီးမောင်းသွားတယ်တို့ကားတွေကိုကန်ကြောက်သွားတယ်ဆိုတာပါသေးတယ်သိရမလားအဲ့ဒါဟိုတဲ့အဲ့နေ့မှတဲ့ဟိုပါပြန်သွားတော့တဲ့နန်းစုကမှုမကောင်းဘူးတဲ့ဘာဖြစ်လို့ तू လိုက်စုံစမ်းနေတဲ့လိုက်စုံစမ်းတဲ့အထိကတော့ကျွန်တော်လက်ခံပါတယ်ဟုတ်ပါတယ်ဒါကတော့ဟိုပါတော့ shooting မှာ director တယောက်အနေနဲ့ဒီဟိုပါပေါ့မင်းသမီးတို့ actor တို့ဒါတွေဟိုပါပေါ့နော်ဟိုဖြစ်တဲ့ခါကျရင်တော့စိတ်မှုမကောင်းတဲ့ခါကျဘာဖြစ်နေလဲဒါမျိုးတော့စုံစမ်းတာဆက်စုတာတော့တဘာဝပါပဲဒါမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဗျာအဲ့ဒါတဲ့ဟိုမင်းသမီးတယောက်ယာတီလာတဲ့ကိစ္စကြီးကအထိလိုက်ဆက်စုပြီးတော့မှတိမှာဟာ तू ကယာတီလာနေလို့ဟိုကောင်က तू နဲ့မအိတ်သွားလို့အဲ့လိုမျိုးဖြစ်လို့ဒေါသဖြစ်ပြီးတော့ပြန်သွားတယ်လို့ပြောတဲ့ပါဇက်ကြီးကတော့ဗျာစောက်ပေါ်က logic ကြီးဗျာစောက်ရန်ပေါ်တဲ့ logic ကြီးနဲ့သူ့ဘာသူဇလန်းတွေရေးပြီးထွင်နေဗျာသိရမလားဟိုအဲ့ကကျွန်တော်မသိလို့မေးပြဆိုအဲ့မင်းသမီးတယောက်ဒီလိုပေါ့နော်ဓမ္မတာလာနေတယ်ဆိုတဲ့ကိစ္စကိုယောက်ျားကြီးတံမဲနဲ့လိုက်ပြီးတော့မှဆက်စုနေအောင်ဘာလဲအမိုက်ဘုံနဲ့တော့ကောင်လိုက်နိုင်နေရလားကျွန်တော်ပြောချင်တာအဲ့လိုမျိုးလားအမိုက်ဘုံနဲ့လိုက်နိုင်ပေါ့ဟောရောက်မင်းသမီးရာသီလာနေကွာဆို तू ကတိသွားလားတေချာတခုတော့ဘယ်မိန်းမမှတော့မပြောဘူးဗျာအဲ့ကိစ္စကြီးကိုသိရမလားအဲ့လိုဟာကြီးကိုထဲ့ပြောတယ်ဆိုတဲ့ဟိုကဒီကောင်းရဲ့ level ကြီးอ่ะဗျာပြောမနေနဲ့တော့ဗျာလုံးဝစောင်းရအောက်တန်းကြတဲ့ကောင်ကြီးဖြစ်သွားပြီဗျာ